အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါလေးတွဲဖြစ်ပါတယ်အရင်တစ်ပတ်ကတော့ကျွန်တော်လေးဗီဒီယိုတွေတိတ်မတင်ပေးဘူးဗျာနော်နည်းနည်းနေမကောင်းဖြစ်နေတာလေဒီနေ့ကဘာဝတိကဥစားပေးပြီးဒါကစားတင်တယ်ဆိုတော့ကျွန်တော်တို့တောက်ကြနေကပိတ်ထားတဲ့အတွက်ကျွန်တော်တို့ကဒါကြာတာပရိနေ့ကကဏ္ဍကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အလယ်မှာလေး၄ကိုဖြစ်တယ်လို့ကျွန်တော်တို့ဟိုမှာဆင်းသွားတာက9လေးနဲ့ဒါကျွန်တော်တို့9-3ဆိုတော့အလယ်မှာလည်း၄ကိုဖြစ်တယ်ထိပ်ပိတ်ကလည်း3-5ဆိုပြီးတော့ဒါပါဝါတွေဖြစ်နေတယ်အဲဒါကြောင့်ဒါ3-5ချိန်လုံးဝအကောင့်တယ်ပြီးရင်အရင်ဘက်ကညီကိုတွေဆင်းတာတောက်လျှောက်ဆင်းတာများလာတဲ့အတွက်ကျွန်တော်ကဒီတစ်ပတ်ကတော့ဒါဒီနေ့ကနက်ခတ်ကိုပို့ပြီးကြိုက်တယ်တကယ်တမ်းဆိုလို့ရှိရင်တော့80တကွက်ပါတာထည့်ပြီးစောနိုင်တော့ကောင်းတာပေါ့နော်တွက်နီ sorry တွက်နီတက်ဆိုင်အရာတော့ဒါကျွန်တော်တို့ဒါအပွင့်နေတိုင်းပါဟာဒါကျွန်တော်တို့38တွဲနဲ့49တွဲကဒါအဲ့လိုမျိုးကတ်စင်တာများတဲ့အတွက်ကျွန်တော်ကတော့3849ကိုပဲဒါ3-5နဲ့ကတ်ပြီးတော့ရွေးရပေးပါတယ်ဗျာနော်အခုက6ဆိုးတာနည်းနည်းလေးကြံပြီးတော့စကားပြောရတယ်လေတိတ်အဆင်မပြေလို့ဗျာနော်အဲ့ဒါလေးနည်းနည်းလေးတိခံပြီးတော့ကြည့်ပေးပါဒီတစ်ပတ်အတွက်မမဝင်နေတဲ့သူတွေဝင်လို့ရပါတယ်ကျွန်တော်ဒီမှာကတော့နေထိုင်မှုကွက်ပတ်တီအားလုံးပါ3000ပါဗျာနော်ဒါမွေးကွက်ကတော့ထုံးစံတိုင်းဆိုလို့ရှိရင်တော့ဒီနေ့အင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့ဒါပတ်တီနဲ့မွေးကွက်တွေကပုံမှန်အပြည့်စင်းလေးစင်တာရှိတဲ့အတွက်မိတ်ဆွေများအနေနဲ့မမဝင်ခြင်းလေးဆိုလို့ရှိရင်တော့စောလေးဝင်ပေးပါ Viber နံပါတ်ကတော့ပြောင်းတာပါတယ် Viber နံပါတ်ကတော့951236383ပဲဖြစ်ပါတယ်ဗျာနော်ဒီဗီဒီယိုရဲ့အောက်မှာတော့ကျွန်တော်ဒါ Viber Telegram ဒါဖုန်းနံပါတ်လေးထည့်ထားပေးပါဗျာနော်အားလုံးပဲအစီအလေးကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ